မင်္ဂလာပါရှင်ဒါလေးကတော့3000ခွဲကြက်တန်ကြောက်စိမ်းလက်ကောက်ကလေးတွေပါเนาะအမတကွင်းချင်းကြီးပြပေးမယ်เนาะဒါကကြတော့သူကငချိတ်ကာလာလေးပါเนาะငချိတ်ကိုမှသူကအနက်ဘက်ကိုနည်းနည်းလေးပို့ပြီးတော့ဆွဲတယ်เนาะပြီးတော့ကြိမ်ကြံကွင်းမှာဒါလေးကကြိမ်ကြံကွင်းကိုမှအပြားကွင်းဖြစ်တဲ့အတွက်လက်မဝတ်ထားရเนาะထင်းနေအောင်ပေါ်လိုက်မယ်ဒီလိုမျိုးလေးเนาะဒါလေးကကြတော့ငချိတ်နုလေးဖြစ်ပြီးတော့ဒီဘက်ကြတော့ရင်ရင့်သွားမယ်ပေါ့เนาะလိုအရောင်လေးတွေကြိုက်တဲ့သူဆိုရင်တော့အဆင်ပြေပါတယ်ပြီးတော့အပြားကွင်းဖြစ်တဲ့အတွက်လက်မှာချင်းချင်းပေါ်ပေါ်လေးဝစ်ချင်တဲ့သူတွေအတွက်ဆိုရင်အရန်လာတယ်ဒီလိုလက်ကောက်ကိုအပြားကြီးမှကြိုက်တဲ့သူတွေဆိုရင်လည်းအဆင်ပြေတယ်เนาะဈေးနှုန်းလေးကလည်း3000ခွဲကျပ်ကြောက်စိမ်းရလည်းအစစ်ဖြစ်တဲ့အတွက်အဆောင်တွေနဲ့ဝစ်ချင်တယ်ကျမရဲ့အတွက်ဝစ်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်းပို့ပြီးတော့အဆင်ပြေပါတယ်ဘာလို့လဲဈေးနှုန်းကလည်းနည်းတယ် daily ဝစ်ထားလို့လည်းအဆင်ပြေတယ်เนาะဒါလေးကကျတော့58 size ပါဒါလေးက58 size ပါเนาะဈေးနှုန်းလေးကတော့3000ခွဲကျပ်ပါသူ့မှာအနာအစာဆိုလို့ဒီဟာလေးတစ်ခုပါမယ်เนาะဒီမှာဒါလေးကကျတော့ကွယ်တော့မှအတော်မင်းမဟုတ်ပါဘူးတဘာဝကြောက်ဖြစ်တဲ့အတွက်ပါတဲ့အားလေးပါเนาะသူကကြောက်သားကတော့တော်တော်မာပါတယ်ဒါလေးက3000ခွဲနောက်တစ်ခွင်းကကျတော့ဒီမှာအစိမ်းတစ်ဖက်ကအစိမ်းရင်းပေါ့เนาะအစိမ်းရင်းတစ်ဖက်ကကျတော့အယောင်ဖြော့သွားမယ်သူ့မှာလည်းအဲ့တိုင်းပဲဒီလိုမျိုးအကျော်လေးတွေတော့ပါမယ်ဒီလိုအကျော်လေးเนาะဈေးနှုန်းလေးကတော့3000ခွဲကျပ်ပါ size ကတော့55 size ပါเนาะဝတ်ထားမယ်ဆိုရင်ဒီအကျော်တွေအနာတွေဆိုတာကဘာမှမသိတာပါဘူး3000ခွဲကျပ်နဲ့ညီမကြောက်စိမ်းအစ်စ်ကိုလည်းဝေးရမယ်ကိုကာကွယ်ပေးတယ်ပေါ့เนาะဝတ်ဆင်ထားတဲ့သူကိုကာကွယ်ပေးတဲ့ကြောက်စိမ်းအစ်စ်ဖြစ်တယ်ပြီးတော့ဝတ်ထားမယ်ဆိုရင်လက်မှာအေးများတဲ့ခံစားချက်ကိုရမယ်ကျန်းမာရေးကိုကောင်းစေတယ်ဆိုပြီးတော့လည်းအယူဆရှိကြပါတယ်เนาะအဲ့လိုမျိုးအဆောင်နေနဲ့ဝတ်ချင်တယ်လက်မှာအလားပါနေနဲ့ဝတ်ချင်တယ်ဆိုရင်တော့ဒါမျိုးလေးတွေကရွေးချယ်တဲ့အမျိုးအစားလေးပါเนาะဈေးနှုန်းလေးကတော့3000ခွဲကျပ်ပါဒါလေးကတော့ size က55 size ပါအနာစားဆိုဒီလိုတရားလေးတစ်ချက်ပဲပါမယ်เนาะအနာလို့တော့ပြောလို့မရအကျော်တွေပေါ့เนาะအကျော်တွေတော့ပါမယ်3000ခွဲကျပ်ပါလက်ခပဲရှိပါတယ်เนาะတကယ်တမ်းကျတော့ဒါလေးတွေကအခုဒါကကျတော့အလုံးခွင် size ကကျတော့54 size ပါသူ့မှာကျတော့ဒီလိုအကျော်လေးတွေပါမယ်เนาะဒီလိုအကျော်လေးတွေပါမယ်ကွယ်တော့မျိုးတော့မရှိပါမယ်ကိုကအလားဝတ်မယ်ဒီတိုင်းပဲဝတ်မယ်ဆိုတဲ့လူတွေအတွက်အဆင်ပြေတယ်3000ခွဲကျပ်ပါ54 size ပါဒီလိုမျိုးလေး3000ခွဲ4000 5000နဲ့ကနေပြီးတော့ကိုကအဲ့လိုရောင်စုံလေးတွေဝယ်ပြီးတော့ခဏလဲဝဲရတာကြိုက်တယ်ပုံစံမျိုးစုံဝတ်ချင်တယ်ဆိုတဲ့လူတွေကဒီလိုမျိုးစားလေးတွေကိုရွေးချယ်တင်ပါတယ်เนาะဒါလေးကတော့ကြောက်စိမ်းအစ်စ်ပါဒီမှာလက်မဝယ်ထားလိုက်အရင်လှတယ်เนาะအဲ့တော့အမကအခု3000ခွဲကြက်တန်3ခွင်းပေါ့เนาะပြပေးလိုက်တာပါ3000ခွဲကြက်တန်3ခွင်းပြပေးလိုက်တာပါเนาะဒီလိုလေးပါ3ခွင်းကပုံစံချင်းမတူဒါဆိုထိုင်ဝမ်လုံးခွင်းဒါဆိုအပြားခွင်းဒါဆိုရင်ကြိမ်ချမ်းခွင်းကိုမှသူ့လောက်အပြားမကြီးတာမျိုးပေါ့เนาะဒါလေးတွေမှားဦးခြင်းနေဆိုရင် Viber number 6952399699ဆက်သွယ်မှာ